Hello အားလုံးပဲမင်္ဂလာပါကျွန်တော်လာမျိုးထုံးပါကျွန်တော်ကတော့ဒီ Arabic နဲ့ပတ်သက်ပြီးတော့မှဘယ်လိုလေ့လာမလဲဆိုတဲ့ဟာတွေကိုကျွန်တော် sharing လုပ်ပေးနေတဲ့သူပဲဖြစ်ပါတယ် Okay ကျွန်တော်ဒီဗီဒီယိုမှာပထမဆုံးမြစ်တိုင်ရက်ခံခြင်းတာပေါ့နော်ဒီအရှိဗီဒီယိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အရှိဗီဒီယိုမှာကျွန်တော် mention မလုပ်ခဲ့လိုက်ဘူးပေါ့နော်ဒီလိုမျိုး application တွေ website တွေဘာလို့ဆိုတော့ကျွန်တော်တချို့ဟာတွေကြံသွားတယ်ပေါ့နော်ကျွန်တော်စိတ်တိုင်းကြမဖြစ်လိုက်ဘူးပေါ့နော်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့အားကြောင့်ကျွန်တော်တော့ဝက်နဲ့ပဲ cut လုပ်ပြီးတော့ part 1အနေနဲ့ကျွန်တော်တင်ခဲ့တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကျွန်တော်မြစ်တာရိုက်ခံနေတာကကျွန်တော်ကိုယ်တိုင်ကလည်း self study လုပ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ sharing လုပ်နေရပါကျွန်တော်ဆရာလည်းမဟုတ်ပါဘူးကျွန်တော်လည်း comment မှာဆရာဆိုပြီးမခေါ်ပါနဲ့အကိုဖြစ်အကိုညီပြညီပေါ့နော် it's okay no problem เนาะကျွန်တော်ဆရာမဟုတ်ပါဘူးဆရာကျွန်တော် sharing လုပ်ပြတာဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်self study လုပ်ချင်တဲ့သူတွေအတွက် TikTok channel တွေ podcast တွေပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီ handbook ပေါ့နော်စာအုပ်တွေနောက်တစ်ခုကျတော့ကျွန်တော် YouTube channel တွေအဲ့ဒါတွေကျွန်တော်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ TikTok channel လည်းစလိုက်ရအောင် TikTok channel ဆိုလို့ရှိရင်တော့ကျွန်တော်လောလောဆယ် local တွေရပဲကျွန်တော်ညွှန်ပေးပါမယ်သုံးခုကျွန်တော်ညွှန်ပေးပါမယ်အများကြီးရှိပါတယ်ကျွန်တော်ရှာထားတာဆိုလို့ရှိရင်အခု20ဝန်းကျင်လောက်ရှိရပေါ့နော်အဲ့ဒီထဲမှာကျွန်တော်နဲ့အကိုက်ညီဆုံးဖြစ်တဲ့ channel 3ခုပေါ့နော်ပထမတစ်ခုကကြောင့်ကျွန်တော်တို့ရဲ့ဒီ Learn Arabic with Aisha ပေါ့နော် Arabic with Aisha အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ vocabulary တွေရောစကားပြောတွေရောတေချာလေးတင်ပေးရပါတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့Arabic စကားပြော Noor ပေါ့နော် NOOR Noor ဒီ channel လေးဆိုရင်လည်းတော်တော်လေးအသုံးဝင်ပါတယ်နောက်ဆုံး channel လေးကတော့ကျွန်တော်တို့ Mohammed Owais ပေါ့နော်ဒါဆိုလည်းကျွန်တော်ဒီမြန်မာဆရာပဲပေါ့နော်စကားပြောတွေကိုတေချာလေးစာတန်းထိုးလေးတွေနဲ့တင်ပေးရပါတယ်အဲ့မှာလေ့လာကြည့်ပါအသုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့နောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်ဒီ handbook ပေါ့နော်စာအုပ်အနေနဲ့ဘယ်လိုလေ့လာရမလဲအဲ့လိုဆိုကျွန်တော်တို့ဒီ local တွေကပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီစာအုပ်ကိုပဲလေ့လာခဲ့ပါတယ်ကျွန်တော်ပထမဆိုလို့ရှိရင်တော့ဘယ်ကနေစလေ့လာမှန်းမသိဘူးပေါ့နော်ဒီအင်္ဂလိပ်ဘာသာနဲ့ press လုပ်ထားတဲ့ဟာတွေလေ့လာဘူးလေပေါ့နော်အဲ့မှာတေချာလေးအစီအစဉ်တကြားမဖြစ်တာမျိုးပြီးလို့ရှိရင်အတန်ထွက်တွေဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ကလည်းမြန်မာလူမျိုးဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်လည်းတိတ်ပြီးတော့မှမကိုက်ညီဘူးပေါ့နော်ဆိုတော့မြန်မာစာအုပ်ဖြစ်တဲ့ကျွန်တော်တို့ဒီအခြေခံ Arabic တရားပေါ့နော်ဆရာ Al-Haj Mufti ဦးမြင့်သိန်းထုတ်ဝေရတဲ့စာအုပ်လေးကိုလေ့လာဖို့ကျွန်တော် recommend ပေးခြင်းပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ Al-Kitab series ပေါ့နော်Georgetown University Press ဖြစ်တဲ့စာအုပ်လေးကိုလည်းလေ့လာလို့ရပါတယ်။သူကကြတော့အင်္ဂလိပ်ဘာသာစကားနဲ့ mention လုပ်ထားပါတယ်။ရေးသားထားပါတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ handbook နဲ့ပတ်သက်ပြီးတော့ပြီးပါပြီ။နောက်တစ်ခုကကျွန်တော် YouTube channel မှာဆိုလို့ရှိရင်ပထမဦးဆုံးကျွန်တော် recommend ပေးချင်တာကတော့ Arabic Bot 101ဒီ channel လေးဆိုလို့ရှိရင်ကျွန်တော်တို့အခုမှArabic စာလေ့လာမဲ့သူတွေအတွက် detail ကိုသူရှင်းပြတာဖြစ်ပါတယ် intermediate level advanced level လောက်အထိကိုသူ့ရဲ့ video တစ်ခုချင်းစီကိုကျွန်တော်လေ့လာပြီးတော့မှ notes ရေးရမျိုးတေချာလိုက်မှတ်တာမျိုး self study လုပ်ချင်တဲ့သူတွေအတွက်ကောင်းတဲ့ channel ပဲဖြစ်ပါတယ်နောက်ထပ် channel တစ်ခုပေါ့နော်နောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Arabic Kata Word ပေါ့နော်ကျွန်တော်ဒီ channel တွေ TikTok link တွေအကုန်လုံးကျွန်တော် comment မှာထည့်ပေးထားပါမယ် okayဆိုတော့ကျွန်တော်ဒီ Arabic Al-Kata Word ပေါ့နော်အဲ့ channel ဆိုလို့ရှိရင်ကျွန်တော်ဒီ grammar lessons တွေ conjugations တွေတော်လေးကိုသူ detail ရှင်းပြတာလေပေါ့နော်အဲ့မှာပို့ပြီးတော့ကောင်းတဲ့ချက်ကကျွန်တော်ဒီ handwriting ပေါ့နော်စာဘယ်လိုရေးရလဲအရေးအသားပြီး conjugation တွေရောတေချာလေးကို video lesson ကောင်းလေးတင်ပေးရပါတယ်ပေါ့နော်ဘယ်လိုဆိုတော့လေ့လာကြည့်ဖို့အတွက်ကျွန်တော်ဖော်ပြလာပါတယ် okay နောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ dictionary ပေါ့နော် dictionary ဆိုလို့ရှိရင်ကျွန်တော်ပထမတစ်ခုဆိုလို့ရှိရင် al-maani dictionary ရှိမယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ Reverso Arabic dictionary ရှိမယ်ပေါ့နော်ဒီ dictionary ဆိုလို့ရှိရင်ကျွန်တော်ဒီဘာသာစကားအမျိုးမျိုးကနေပြီးတော့ဒီ Arabic ကိုပြောင်းလို့ရတဲ့ dictionary ပေါ့နော်အတန်ထွက်လဲတော်တော်လေးကိုမှန်ပါတယ်စလုံးတွေလည်းစုံပါတယ်ဒါဆိုရင်ကျွန်တော်နောက်တစ်ခုဆက်သွားရအောင်နောက်တစ်ခုအနေနဲ့ဆိုကျွန်တော် podcast ပေါ့နော်ကျွန်တော် Google podcast ဆိုလို့ရှိရင်ကျွန်တော်အဲ့အနေနဲ့လည်းနားထောင်လို့ရတယ်ဒါမှမဟုတ်ကိုစာလုပ်တဲ့အခါမှာစာမှာ like မှတ်ပြီးတော့မှဒီ podcast နားထောင်နေနေလည်းလေ့လာလို့ရတယ်ပေါ့နော်အဲ့ဟာဆိုရှင်ကျွန်တော်ဘာဖြစ်မလဲဆိုတော့ a bit of Arabic ရှိမယ်နောက်တစ်ခုကကြာကျွန်တော်တို့ဒီ Al Jazeera podcast ပေါ့နော် Al Jazeera podcast
အဲ့ channel နှစ်ခုလုံးဆိုရင်လည်းဒီအခုမှစလေ့လာမယ့် beginner တွေအတွက်ကိုပေါ့နော်သူ level live ပေါ့နော်ကျွန်တော်တို့ဒီသင်ခန်းစာတွေကိုလေ့လာလို့ရပါတယ်ပြီးလို့ရှိရင်ဒီ conversation တွေလည်းကျွန်တော်တို့လေ့လာလို့ရပါတယ် okay နောက်တစ်ခုပေါ့နော်နောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်ဒီ website ပေါ့ website မှာဆိုလို့ရှိရင်ကျွန်တော်နှစ်ခု recommend ပေးခြင်းပါတယ်ပထမတစ်ခုကကျွန်တော်ဒီ Coursera ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီဆက်ဆောက်ဆုံးလေ့လာတဲ့အခါမှာပေါ့နော်ဒီ Coursera ကနေပြီးကျွန်တော်ကြတော့အဲ့လိုမျိုးဟိုဝယ်လိုက်တာပေါ့ premium ဝယ်လိုက်တာပေါ့နော်ဝယ်လိုက်ပြီးတော့မှကျွန်တော်လေ့လာတယ်ဒီ Khalifa University ရဲ့ဒီ basic Arabic course ပေါ့နော်အဲ့မှာဆိုလို့ရှိရင်တို့ကသင်ခန်းစာ video lesson တွေဒီလိုမျိုးတွားလိုမျိုးဘယ်လိုပြောမလဲဆိုသူ title လေးနဲ့သူလာတာပေါ့နော် semester တစ်ခုပြီးတိုင်း exam တစ်ခါဖြေရတယ်ပြီး test result ထုတ်ပြီးနောက်ဆုံးကြရင်တော့ဒီ certificate ရတယ်ပေါ့နော်ကျွန်တော်ဒီ free version မှာဆိုရင်တော့ certificate မရအောင်နဲ့တူတယ်ကျွန်တော်မ try ဘူးပေါ့နော်ကျွန်တော်တို့ကကြတော့ဒီ premium ဝယ်ပြီးတော့မှဒီ certificate လည်းရခဲ့တယ်ပေါ့နော်ခုကကြတော့ကျွန်တော်တို့တွေ Al Jazeera Learn Arabic website ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် level alike ပေါ့နော်လုံးဝ basic ကနေစပြီးတော့ video တစ်ခုချင်းကြည့်ပါပြီးတော့မှကျွန်တော်တို့ဒီ lesson တွေလိုက်လုပ်ပြီးတော့မှတေချာလေးလုံးဝ level တစ်ခုထိသွားလို့ရပါတယ်အဲ့မှာဆိုလို့ရှိရင်လည်းတို့တွေလုံးဝ course outline တွေရောပါတယ်တေချာလေးကို preparation လုပ်ထားတဲ့ course တစ်ခုပဲဖြစ်ကျွန်တော်တို့ဒီနောက်ဆုံးတစ်ခုကကြတော့ပေါ့နော် series and movie ပေါ့နော်ဒီ series and movie မှာဆိုလို့ရှိရင်ပထမတစ်ခုကတော့ကျွန်တော်တို့ဒီ Shahad ပေါ့နော် Shahad ဒီ Arabic Netflix ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ movie တွေရှိမယ် series တွေရုပ်ရှင်တွေရှိမယ်ပေါ့နော်ဒီကျွန်တော်ဒီ subtitle ပါပါတယ်အတွက်ကြောင့်မို့လို့ကျွန်တော်ဒီ basic လောက်ရတဲ့သူတွေဆိုလို့ရှိရင်အဲ့ရနေပြီးတော့မှသူတို့သုံးတယ်ပေါ့နော်ဒီ spoken Arabic တွေအဲ့လို dialects တွေတေချာလေးလေ့လာလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ Netflix ပေါ့နော် Netflix ဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးနဲ့ရင်းနှီးပြီးသားပဲပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့Arabic movie တွေကိုလေ့လာလို့ရတယ်ဒီ cartoon တွေရောပေါ့နော်တော်တော်များများကတော့ဒီဘယ်လိုပြောမလဲ language တစ်ခုလေ့လာတဲ့သူတွေကတော့ cartoon တွေကနေလေ့လာပြီးတော့တက်သွားတာများတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ cartoon လေးကြည့်ဖို့ကျွန်တော်တို့ comment ပေးခြင်းပါတယ် okay ဆိုတော့တော်တော်လေးလည်းကျွန်တော်ပြောလို့ပြီးသွားပြီပေါ့နော်ကျွန်တော် source တွေအကုန်လုံးလည်းကျွန်တော် comment မှာ mention လုပ်ပေးထားပါမယ် okay ကျွန်တော်အခုကတော့ကျွန်တော်ဒီ channel တွေ podcast တွေ handbook တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးထားပါနောက်ဆုံးအနေနဲ့ကျွန်တော်ဘယ်လိုလေ့လာနေလဲဆိုတော့ကျွန်တော် sharing လုပ်ပေးခြင်းပါတယ်ဒီကျွန်တော်ရဲ့ဒီ Arabic စာနဲ့ tutor ရတယ်ပေါ့နော်ဒီအသက်ဆိုလို့ရှိရင်အသက်12နှစ်ဝန်းကျင်ပေါ့နော်ကျွန်တော်ဒီဘာသာရေးစာသင်ကျောင်းစတက်တယ်ပေါ့နော်ကျွန်တော်တို့နောက်ကြပါတယ်တချို့ဆို9နှစ်10နှစ်စတက်ပါအဲ့မှာကျွန်တော်ဆက်စအောင်ဆုံးထိတွေ့ရပါတယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ writing လည်းသင်ရတယ် speaking လည်းသင်ရတယ် listening လည်းသင်ရတယ်အဲ့မှာကျွန်တော်အဓိပ္ပာယ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်မသင်ခဲ့ရဘူးပေါ့နော်ဆက်တက်တော့မှနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီဆရာတရားဝင်နေပြီးတော့ပေါ့နော်ကျွန်တော်တို့ကျောင်းမှာဒီ Arabic course တစ်ခုကိုဒီ introduction လေးပေါ့နော်ဒီ Apple Bandi တို့ Orange Lemon ဒီအဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ free course တစ်ခုသင်ပေးတယ်ပေါ့နော်ဆရာကလည်းဒီ video ကနေပြီးတော့ကျွန်တော်ကျေးဇူးတင်စကားပြောချင်ပါတယ်အဲ့ဒါဆိုတော့အဲ့အစားပြီးတော့ဒီ Arabic ဘာသာစကားကိုစိတ်ဝင်စားတာပေါ့နော်ဒီကျွန်တော်လေ့လာခဲ့တဲ့ course ကလုံးဝ basic ပေါ့နော်အဲ့တုန်းကတော့ဒီတန်ဖိုးသိမ့်မထားဘူးပေါ့ဘာမှမဟုတ်ဘူးပေါ့ဘာလို့ဆိုတော့ကျွန်တော်ရဲ့ dream country ကလည်းဒီ Arab နိုင်ငံတွေဟုတ်မနေဘူးအဲ့တုန်းကလေဒီ dream country ကတခြားနိုင်ငံတွေဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့ဘာညာမဟုတ်ပေါ့နော်ဆက်မလေးလာဖြစ်တော့ဒီ intermediate advanced အထိပေါ့နော်ဒါပေမဲ့တကယ်တမ်းကျွန်တော်ဒီ UAE ရောက်လာတဲ့အခါမှာဆရာသင်မိခဲ့တဲ့ course ကကျွန်တော်အတွက်အရန်ကို useful ဖြစ်တယ်ပေါ့နော်ဆက်စားရောက်ချင်းမှာကျွန်တော်အခက်အခဲမရှိဘူးပေါ့နော်အဲ့ရနေပြီးတော့မှတစ်စင်ကျွန်တော်ဘယ်လိုလေ့လာအောင်လဲဆိုတော့ရှာဟန်နဲ့ Coursera ကနေပြီးတော့ကျွန်တော်ဒီ basic course ကိုတွေ့ရပြီးလို့ရှိရင်ကျွန်တော်ဒီ YouTuber တွေကနေပြီးတော့ပေါ့နော်ညုံတဲ့စာအုပ်တွေကျွန်တော် download လုပ်တယ် substudy ပဲကျွန်တော်လုပ်ခဲ့တာများပါတယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခုဒီလိုအကြံပေးချင်တာပေါ့နော် substudy လုပ်တဲ့သူတွေဆိုလို့ရှိရင်ကိုလေ့လာမဲ့ Arabic အမျိုးအစားဘယ်အမျိုးအစားလဲဆိုတော့သိဖို့လိုတယ်ပြီးပြီဆိုတော့မှအဲ့ YouTuber တယောက်ကို follow လုပ်ပြီးတော့လေ့လာပါကျွန်တော်တို့ကကြတော့ဘယ်လိုမျိုးဖြစ်ခဲ့လဲဆိုတော့ဗောနော်ဒီရှုပ်ထွေးခဲ့လဲဆိုတော့ကျွန်တော်လေ့လာတာပဲရှိတယ်အမျိုးအစားဘာတွေရှိလဲဆိုတော့ကျွန်တော်မသိခဲ့ဘူးဗောနော်အဲ့လိုဆိုတော့ကျွန်တော်ပထမတစ်ခေါက် notes ချရေးလိုက်တယ်တမျိုးပြောတာနောက်တစ်ယောက်ကနောက်တစ်မျိုးပြောရဲဆိုတော့ကျွန်တော်အရန်ခေါင်းတွေရှုပ်ခဲ့တယ်ဗောနော်အဲ့လိုဆိုတော့ကိုအခုလေ့လာမယ်ဆိုလို့ရှိရင်သူတို့ description တွေဖတ်ကြည့်ပါ modern standard Arabic လား Egyptian Arabic လား
modern standard Arabic ကိုအရင်ဆုံးပိုင်အောင်လုပ်ပါပြီးပြီကျွန်တော်အခြား dialects တွေအခွဲတွေကိုလေ့လာပါပေါ့နော်ဒါကျွန်တော် recommend ပေးခြင်းပါတယ်ပြီးပြီဆိုလို့ရှိရင်တော့တချို့စာအုပ်တွေဆိုလို့ရှိရင်ဗျာဒီ audio book ပါတယ်အဲ့လိုမျိုးဟာလေးတွေကိုဝယ်ပြီးတော့မှလေ့လာပါပေါ့နော်ဒီ dictionary ရဲ့သဘောတရားကြတော့ကျွန်တော်အနည်းဆက်ဆုံးအတန်ပဲရမှာပေါ့ဒီမှာတကယ်တမ်းပြောနေတဲ့အတန်ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ရှိပါတယ်အဲ့လိုမျိုးစာအုပ်တွေကိုဝယ်ပြီးတော့လေ့လာပါနောက်တစ်ခုကျတော့ခုန Netflix ပေါ့နော် Netflix ဆိုလို့ရှိရင်လည်းဈေးဘယ်လောက်မှမရှိဘူးကျွန်တော်ဝယ်တော့ဆိုရင် AED 49ပေါ့နော် dirham 49 dirham ပဲရှိတယ်အဲ့ဒါဆိုရင်အဲ့ဒီဟာဆိုလို့ရှိရင်ကျွန်တော်ဒီ2ယောက်အသုံးပြုလို့ရတယ်ပေါ့နော် officially ပေါ့နော်အဲ့လိုမျိုးဆိုတော့ try ကြည့်ပါပေါ့နော်ဝယ်ပြီးတော့ကျွန်တော်ညွှန်ခဲ့တဲ့ဟာတွေဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ဒီ Arabic lessons တွေနဲ့ထပ်တင်ပေးဖို့ရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်တည်ရဲ့ knowledge sharing တွေလည်းလုပ်ပေးဖို့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ် see you next video